ရုပ်အလားဆိုတာတတင်ကလေးပါမကြခင်အောင်မင်းယုံရင်ပြက်စီလားတရားကိုဆွဲလန်းတတ်မှတ်ခြင်းမလေးစွာကြွယ်ဝချမ်းသာဒါတွေဟာမမြဲပါရွှေငွေစိမ်များဖို့ထိုက်ခြင်းတင်ကြတိတိချပြန်တွေ့ရင်တော့တိလာရာလူဘဝတို့ကြုံလာချိန်လေးမှာသူငါစင်တန်းစင်ကန်တို့နေကြတနာစီရာဆွဲမိုက်မမိလေးစွာအိုဒုက္ခအဖြစ်ပြန်မြန်လွယ်အရာရာတိုင်းဟာအချိန်တို့အတွင်းပျက်စီးရလေတာဒါသင်္ခါရတရားမို့မပါနေစားတန်တရားလေခြင်းမှာကြွကွင်းရှောင်းကင်းပုံပမာအဖန်ဖန်ကြုံဘဝအခါကဝေးပွားပြီးတည်ဆုံးရပြန်တာ